မေမြို့တို့မဟုတ်ပြင်းဦးလွင်ကဲပြင်းဦးလွင်ကိုလိုက်ခဲ့ကြပါအောင်ရှင်ပဲကောက်ကိုရောက်နေရပါလူတွေကတော့ကြက်နေပါဟဲ့ဒီမှာလူတွေအများကြီးနေတော်တော်လူတွေများတယ်ကားတွေလည်းအများကြီးဒီဘက်မှာလူတွေများနေညနာတော့နေထိုးနေတာပေါ့နော်ညာရဲ့ဒီနေ့ကြောက်ဝင်တော့မှာဝင်ဖို့အတွက်ကိုသူကတနာရီလောက်ကိုလက်မှတ်ဖြတ်ရတယ်ဒီမှာလက်မှတ်တွေအပ်ပြီးတော့ရနေပါတော့ဟုတ်လားဟုတ်ပြတာဘယ်တော့ဒီနေ့တငယ်ချင်းနေနဲ့မဟုတ်ပဲနဲ့အိမ်ကမိသားစုနဲ့ပြင်းဦးလေသွားမှာပါပန်းပွဲတော့အကျိုးသွားမှာပါတငယ်ချင်းတွေကြောင်းမှာဘာပဲသွားမှာတော့ဘယ်ဝင်ရအဲ့ဒါတော့မန်လေးတောင်ကိုသွားကြမယ်အဖွဲ့ပါမန်လေးတောင်တိမ်ပင်လဲသွားကြည့်ကြမှာဒီလိုက်မန်လေးတောင်တိမ်ပင်လဲသွားကြည့်ကြမှာဘာပြန်လာပဲသွားမယ်လမ်းပေါ်ရောက်နေပါပြီ။လမ်းလေးကျုံနဲ့အတက်လမ်းပါ။တခုကိုယ်သမားတွေအဲဒီဘက်မှာအဲ့ဒါညာအိတ်တာပေါ့။ဒီမနေ့ညမှာပြန်အိတ်တော့။ညာပိုင်းဆွဲတာ။ဟယ်လိုအခုညီမတို့ပြင်ဦးလင်ပန်းပွဲတော်ကိုသွားမှာဖြစ်ပါတယ်ညီမတို့မိသားစုလိုက်အိုးဝင်နဲ့အတူတူပြင်ဦးလင်ကိုအခုတက်နေပါပြီရှင်ညီမတို့နဲ့အတူတူလိုက်ခဲ့ကြအောင်နော်မနက်ခင်း၄ခွဲလောက်ကနေညီမတို့သွားတာပေါ့နော်မန်လေးကနေထွက်တယ်အခုဆိုရင်နေလေးထွက်လာပြီပေါ့နော်9ခွဲဖြစ်နေပါပြီညီမတို့21မိုင်မှာထမင်းစားနားမှာဖြစ်ပါတယ်မနက်စာစားမှာပေါ့နော်အဲ21မိုင်ကနေညီမတို့ပန်းပွဲတော်တောက်လျှောက်သွားမှာဖြစ်ပါတယ်ညီမတို့အခုအရင်ဆုံးသွားမှာက BE ပန်းပွဲတော်ပေါ့နော် BE ပွဲခောက်ရည်တကုံသွားမှာဖြစ်ပါတယ်လန်တလျှောက်ကတော့ရှင်းလင်းနေရဲ့အခုမှမိုးလင်းတာဆိုတော့လန်တလျှောက်ကတော့ရှင်းလင်းနေရဲ့ပြီးတော့ကိုရင်လေးတွေလည်းတွေ့တယ်ဆုံးခံကြွလာတဲ့ကိုရင်လေးတွေပေါ့နော်အခုညီမတို့21မှာရောက်တော့မှာဆိုတော့ညီမတို့ထမင်းစားနာတော့မှာဖြစ်ပါတယ်9နာရီထိုးတော့မယ်6ပွဲပါပြီဟုတ်တယ်အစုံပါတယ်ချင်းဟုတ်တယ်စားပါဟုတ်တယ်သူကတည်းက
အခုမနက်စာစားပြီးပြီဆိုတော့နေရလေပွင့်သွားပြီဆိုတော့ညီမတို့အခုမနက်၈နာရီကျော်ဖြစ်ပါပြီအခုနောက်ခုံခွဲပေါ့နော်အခုမနက်၈နာရီကျော်ကိုရင်လေးလည်းတွေ့ရတယ်ကိုရင်လေးဆွန့်ခံကြတဲ့ပုံရိပ်လေးရယ်ပြီးတော့နေကမြူကိုတွေကိုဖောက်ထွက်ပြီးတော့လေလင်းအပေါ်ကနေဖောက်ထွက်ပြီးအလင်းနှန်းလေးကအရန်ကိုမနက်ခင်စောစောရဲ့ဘယ်လိုပြောလဲခံစားလို့အရန်ကောင်းတယ်ပေါ့နော်ညီမမပြောတတ်လို့ပေါ့နော်အဲ့မြူကိုလေးတွေကြားထဲမှာနေထွက်တဲ့ပုံရိပ်လေးပေါ့နော်အခုညီမမြင်နေရတယ်အဲ့ဟာလေးဆိုအရန်ကိုလာတယ်အဲ့ဒါကြောင့်အလှပလေးကိုမလွတ်တမ်းရိုက်ပေးတာဖြစ်ပါတယ်အခုပြင်းဦးလွင်မြို့တွေကိုလည်းရောက်ပြီဆိုတော့မကြခင်ပွဲကောက်ကိုသွားဖို့အတွက်ညီမတို့ပြင်ဆင်နေရပါတော့။နှလုံးလေးထဲမှာဝစ်စာမလဲခဲ့သေးဘူး။မန်လေးကနေတိုင်းလိုက်လာတယ်။ဟိုရောက်မှဝစ်စာလဲပြီးမှပွဲကောက်ထဲကိုလဲမှာပေါ့နော်။မတွေ့ဘူး။โอเคစလိုးလေး ဒီရှေ့မြင်နေရတော့အခုမီးပွိုင်းမှာမြင်နေရတဲ့ 3G ကုံတိုက်ပေါ့နော်ရှေ့မှာက 3G ရုပ်ကြွလေးနဲ့အခုတော့ဖွင့်မထားဘူးတချို့တော့စာတန်းလေးပဲဖွင့်ထားတယ်မမြင်ရဘူးပေါ့နော်ဟိုတနေ့ကဆိုရင် line ပေါ်မှာဝေလာငါးတွေတို့တခြားအယုတ်လေးတွေပေါ့နော်လုံးဝ 3D ရုပ်ကြွကိုမှသူကကုံတိုက်ကြီးမှအဲ့လိုပေါ့လှအောင်လုပ်ထားတာပေါ့နော်အခုဒီပုံစာသားလေးပဲဖွင့်ပြထားရပေါ့နော်တကယ်တော့လှလေးဖွင့်ပြမှာအဲ့ဒါဆိုတော့လှမှာကြည့်လို့ကောင်းပါလက်မနဲ့စောင့်နေရပါဘူး။တစ်ချိန်ရှောင်းလိုက်လာတာ။ရှိရတော့ဝင်။ကြောက်စရာနဲ့ဝမ်းနဲ့ကိုနဲ့ကို။မရပါခေါင်းလေနော်။တက်လေတက်တော့တက်တော့ရှိရရရတယ်မလေးရောက်ဆိုတော့ပြလိုက်လို့ရဒီရောက်9ရောက်9ရောက်9ရောက်တိုင်းဆိုမပေးဘူးရကဲနောက်ဆုံးတော့တနာရီကျော်လောက်တန်းစီပြီးတော့တိုးဝေးဝင်လိုက်ရတာအခုတော့ရောက်လာခဲ့ပါပြီအဲ့တကားပုတ်တင်ပဲကြက်နေတာဘာလို့ဆိုတော့လက်မှတ်ဝယ်တာနဲ့ဟိုအထွက်ကနေဝင်လာတဲ့ကားတွေနဲ့လူတွေနဲ့ဆိုအရန်ကိုပြစ်ကျက်နေရပေါ့နော်အခုညီမတို့ဝင်လာတော့လူတွေရှင်းသွားပြီဟိုကလေးကသွားပြီးတော့အရုပ်ကလေးနဲ့တပ်ပုံရိုက်မှာပေါ့နော်အတိကတော့သူ့ကလေးကိုပြောအောင်လို့လာပြီးတော့ပို့ပေးရဖြစ်ပါတယ်အခုတော့သူ့ကိုအရင်ဆုံးရိုက်ပေးလိုက်ပါအောင်မယ်လူတွေအရန်များတယ်ဘာလို့လဲဆိုတော့ Christmas နီးပြီ Christmas နီးရဲ့ရက်မှာသွားတာပေါ့နော်စနေတနင်္ဂနွေလိုရက်ကြီးမှာသွားတာဆိုတော့ရုံပိတ်ရက်လည်းဖြစ်တယ်ဆိုတော့လူတွေအရန်များတယ်ပြီးတော့ကြိုလာတဲ့သူတွေလည်းရှိရဲအဲ့အကြောင်းလူတွေတော်တော်ကိုများတယ်တိုးဝေးပြီးတော့ဝင်ရတယ်ပြီးတော့ထွက်ဖို့လည်းနိုင်ခွက်ကြော်ယူဆောင်ရတယ်ကားတွေဆိုလည်းပြင်းညက်တက်နေရပဲဒီပွဲကောက်ကပိုးဆိုးတာက तू အတွင်းထဲကိုရှိုးကြီးတဲ့ကိုဝင်ပြီးမှဟိုပွဲကောက်ကိုရောက်တာဆိုတော့လေကားတွေဆိုလည်းလုံးဝတန်းစီနာပဲအခုညီမတို့ရေတကုံဘက်ကိုသွားမှာပါလိုက်ခဲ့ကြပါအောင်နော်ဘယ်လိုတခြားကောင်းရတယ်ဘာမှမဖြစ်ဘူးရဲတင်းသွား
နော်အဲ့ပေါ်စီရချိုးလို့မရတော့အေးလာခဲ့မဲ့တိတ်တဲ့နေတဖုံရိုက်ပေးဦး ဟုတ်ကြပြီ ဟုတ်ပြီကွာ လာလာ ကဲဒီတရားပေါ်ဖြတ်တဲ့ဟာတော့မရိုက်တော့ဘူးပေါ့နော်ဘာလို့ဆိုတော့ခြေလက်တွေတုံတာနီးနီးလေးကိုကြီးကြောက်တာရေပဲအဲ့လောက်ကြောက်တယ်ဆိုတော့အဲ့လောက်ကိုရေကြောက်ပါတယ် ဒီဘက်ပြန်လာရင်လာလိုက် နောက်ဆုံးတော့အောင်နိုင်သူကြီးပေါ့နော်တရားပေါ်နေညီမတို့ဖြတ်လာပါပြီဒီကူလေးတဲ့ဝင်ပြီးတော့ညီမတို့ဆက်သွားမှာပေါ့နော်အပေါ်မှာကေဘယ်ကျိုးတွေလည်းရှိရယ်အခုကလမ်းမှာလည်းညီမတို့ထမင်းစားနာတော့8နာရီကျော်ပြီပေါ့နော်အခု9နာရီ10နာရီလောက်ကို2နာရီလောက်ကိုညီမတို့လက်မှတ်တန်းလိုက်ရတဲ့အတွက်ညီမတို့ထမင်းစားနာဖို့ထမင်းစားမဲ့နေရာအေးအဆင်ပြေမဲ့နေရာကိုရှာလိုက်ပါအောင်မယ်ညီမတို့နက်ခင်စားကိုလည်းနည်းနည်းလေးပဲစားခဲ့ရတော့ဗိုက်စားရပေါ့နော်အဲ့တော့17လောက်ရောက်ပြီဆိုတော့ထမင်းစားနာလိုက်ပါအောင်မယ်ရှင်ထမင်းစားပြီးရင်ညီမအပေါ်ကေဘယ်ကျိုးတွေရောပြီးတော့ဆော့ကစားခွင်းတွေရောအကုန်လိုက်ပြပေးမှာဖြစ်ပါတယ်ဆက်လက်ဆောင်ကြည့်ပေးအောင်နော်ထမင်းစားဖို့နေရာရှာတွေ့ပါပြီထမင်းစားပါမယ်ဘာထိုင်လဲမတည့်ဘူး အဲ့လိုဓာတ်မျိုးတွေလောက်အောင်တိတ်ချပြင်ရမှာ အမေဒီကြီး ဟာကြည့်နေတော့မလောက်သူပြန်တော်ဖြူနေဘယ်လိုဖြစ်တော့ဖြူနေငါဒီစင် ပွဲကောက်ရည်စကောင်ရောက်နေရပါ ဖေးမဆိုးချင် ပွဲကောက်ထဲမှာဒီနေ့လူတွေတော်တော်များတယ် နောက်မတည့် လူထောင်ကျော်လောက်ရှိတယ်ဟိုနောက်မှာတော့တယောက်မှ တောင်းချီတယ်လို့လုပ်ပါဟာ တောင်းချီလား တောင်း ဒီ ချီ ထောင်ချီရထင်တယ်အော်ဟုတ်တယ်တောင်းချီထောင်ဝချီလူပဲလေရောဟိုမှာတင်းညက်နေရပဲပြီးရင်လိုက်ပြမယ်အခုတော့ဒီမှာခဏလေးခမင်းစားလိုက်ပါအောင်မယ်နော် ဟုတ်ကနေရတော့ဘူး တဲ့နေရ အဲ အော်ထိုင်ရမှာလား ဘူးမိုက် ဟုတ်တယ်ပြီးမှ နေဒီကနာနာဒီပဲစဲမှုတော့မထားကြနေတယ် ဒူးနာလို့လေ ဆက်လာဝိုင်းနေပါလေရှင် ဒီဘက်ကလာနော်ဟောဘီဘန်နေဟုတ်လားပန်းပွင့်ဒါကတော့ကေဘယ်စီးရနဲ့ကစားခွင့်ဘက်ပေါ့နော်ဟိုးဘက်ကိုသွားရင်တော့ဖန်တရာတွေပါကြီးသွားတယ်ပေါ့နော်ကေဘယ်ကလည်းညီမတို့မတန်းစီရတာမလို့မသွားခဲ့ဘူးပေါ့နော်ကစားခွင့်တော့သွားခဲ့တယ်ပတ်တူမှာဆက်လက်ဆောင်ကြည့်ပေးပါအောင်နော်နောက်ထပ်ကစားကွင်းထဲမှာဘယ်လိုတွေကစားစရာတွေကိုရိုက်ပြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါအောင်နော်အခုကြည့်ရှုပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်အပိုင်းနဲ့မှာပြန်ဆောင်ပေးမယ်နော်တတား